အားလုံးကိုပန်ရဲ့ Improve Your Life by Radio Audio Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ပန်ကတော့တင်ပွားအတွက်ခွန်အားဖြစ်စေပြီးတိုးတက်စေနိုင်တဲ့စာအုပ်လေးတွေကိုမျှဝေပေးနေရပဲဖြစ်ပါရရှင်။လက်ရှိမျှဝေပေးနေတဲ့စာအုပ်လေးကတော့ရှင်သန်ခြင်းတက်စာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရရှင်။ဒီနေ့နားဆင်ရမယ့်အပိုင်းလေးကိုမသွားခင်မှာပန်ရဲ့ Radio Audio လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင် like and subscribe လေးတွေ like and follow လေးတွေလုပ်ပေးသွားဖို့ကိုလည်းပန်ကအထူးပဲမေတ္တာရက်ခံပါရရှင်။ကဲဒါဆိုရင်တော့ဒီနေ့အတွက်ပန်နဲ့အတူစတင်နားဆင်ကြရအောင်လားရှင်။ Trust issue ယုံကြည်ဖို့ခက်ခဲခြင်းပြဿနာမတိမတာနဲ့တော်တော်လေးဘေးထွက်ဆိုးကျိုးများစေရဲ့ပြဿနာပါပဲ။ပြောရရင်ကိုလိုဘဝမှာလူတော်များများရဲ့မတမာမှုတွေနဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ရတယ်ဆိုပါတော့အခါကိုလိုစိတ်ထဲမှာတဖြည်းဖြည်းနဲ့အတွေးလေးဆွဲကပ်လာတတ်တယ်လူတွေကငါ့ဘောမကောင်းဘူးငါယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ်ငါကိုနာကျင်အောင်လုပ်ကြတယ်ငါစေတနာကိုစော်ကားကြတယ်အဲ့လိုတွေးမိလာတာကဘာမှမဖြစ်ပေမဲ့အဲ့ဒီအတွေးကအလွန်အကျွံဆွဲကပ်လာတဲ့အခါကျွန်တော်တို့ဟာဆက်ဆံရေးတွေမှာမလိုလားအပ်တဲ့နောက်ထပ်ပြဿနာလေးတွေကိုထပ်ဖန်တီးမိသူဖြစ်လာတော့တာပါပဲပြောရရင်ကိုတို့ကပြဿနာတွေကိုကြောင်ရင်နဲ့ကိုတို့ကိုယ်တိုင်ကပြဿနာကောင်ဖြစ်လာတာမျိုးလူတွေနဲ့ဆက်ဆံရခက်တဲ့သူလူတွေအပေါ်အမြဲတမ်းတရားဝင်နေသူကောင်းတာနဲ့ရင်ဆိုင်တွေ့သည့်တိုင်းဒါကငါ့ကိုမကောင်းတာလုပ်ဖို့ကြိုတင်ကြံစီတာနေမှာပါလို့အရှိကိုရှိတိုင်းလက်မခံနိုင်တော့သူဒါကို trust issue ရှိတယ်လို့ခေါ်တာပါပဲအရာရာကိုယုံကြည်ဖို့ခက်ခဲနေတာပေါ့ယခုခေတ်ဆိုဒီလိုဖြစ်ပျက်လေးတွေတိတ်များတာကြားဘူးတယ်မလားငါအရင်ရီစားကငါ့အပေါ်ဘယ်လိုသစ္စာဖောက်ခဲ့လို့လက်ရှိရီစားကိုငါကတန်တရားတွေနဲ့ပဲချီမိနေတယ်ယုံကြည်မှုမပေးနိုင်ဘူးဖြစ်နေတယ်ဆိုတာမျိုးโอเคဒါကကောင်းပါတယ်လူတယောက်ကိုတို့အပြည့်အဝမယုံကြည်ထားတဲ့အပိုင်းကနေပဲစာတင်ဆက်ဆက်တာဟာတိတ်ကိုအန်ဒီရကင်းနဲ့လုပ်ရပဲပေါ့ဒါပေမဲ့တိလားအဲ့ဒီနောက်မှာတော့ကိုတို့ဟာဒီအတိုင်းပုံသေးထိုင်နေလို့တော့မရပါဘူးတဖြည်းဖြည်းနဲ့ဒီဆက်ဆံရေးရပေါ့အကဲခဲရတဲ့ဆက်ဆံနေတဲ့လူအပေါ့အကဲခဲရတဲ့နောက်ဆုံးသူ့လုပ်ရတွေအပေါ်လဲအကဲခတ်ကြည့်ရတယ်ဒါမှအပြင်းမှန်ကိုရလာမှာပါအချိန်တွေကြာလာတာနဲ့အမျှဒီဆက်ဆံရေးမှာသူဘလို့အားစိုက်ထုံလဲသူစကားနဲ့သူ့လုပ်ရတွေကရောညီညာရဲ့လားဆိုတာမျိုးဆက်ဆံကြည့်ပြီးအဖေတစ်တစ်ခုကိုထပ်မံထုတ်လို့ရမှာပါဒါကမှကိုယ်တိုင်ကမျက်စိစုံမိတ်အတွေးတွေကိုပိတ်ထားပြီးမသိဘူးငါတို့မယုံဘူးတစ်ဖက်ကဘာတွေပဲတက်တီးပြပြမဖြစ်နိုင်ဘူးတစ်ချိန်မှာနင်ဒီလိုထပ်လုပ်လာအောင်မှာပါလို့မရှိသေးတဲ့အပြစ်မရောက်သေးတဲ့နာဂတ်တစ်ခုကိုဘက်ကတစ်ဖက်သက်ဆွဆွဲချက်တွေနဲ့ချောင်ပိတ်ရိုက်ပစ်တာကတော့တစ်ဖက်လူကတကယ်မတမာသူဖြစ်နေရင်တော့ကောင်းပါရဲ့မဟုတ်လို့ခန်းစားချက်အစစ်အမှန်နဲ့ကိုပဲရက်တည်နေခဲ့တဲ့သူဆိုဂျာရင်သူမခံနိုင်ဘူးရှင်နာစရာတွေဖြစ်လာလိမ့်မယ်ခန်းစားချက်တွေလည်းအစစ်အမှန်ပြီးခဲ့ပါရဲ့နဲ့လုံရက်တွေနဲ့လည်းတက်တည်ပြခဲ့ပါရဲ့နဲ့တစ်ဖက်သက်ဆွဆွဲခံနေရတာတန်တရားတွေနဲ့ချီချုံနှောင်ရိုက်ပုတ်ခံနေရတာတစုံတစ်ယောက်ကဒီလိုမေးတာကြားဘူးတယ်မင်းအပေါ်အရင်လူတွေကျူးလွန်ခဲ့တဲ့မတမာမှုတွေအတွက်ဘာလို့အခုမှလာတဲ့ငါကအစားထိုးပိတ်ဆက်နေရတာလဲတဲ့တကယ်ကိုနင့်တီတီအတိတ်ပဲရှိလို့နဲ့မိကွန်းသူ့ဘဝကြီးလောက်ချစ်ခင်ရတဲ့မျိုးသမီးတစ်ယောက်ကိုသူ့ဘဝတစ်ခုလုံးစာထားသွားတော့ဖို့ရွေးချယ်လိုက်ရတဲ့မျိုးသားတစ်ယောက်ကနောက်ဆုံးချိန်မှာပြန်မေးသွားတယ်မိကွန်းဒါတွေကတကယ်ရှိရဲ့အတိတ်ပဲမရှိဘူးလို့
မင်းတွေးချင်တွေးမိမှာပေါ့အဲ့ဒါချစ်ရင်ပါဖြစ်ဖြစ်ဆက်ရှိနေရမှာပဲလို့တွေးထင်ထားတဲ့ကိုရိုးရဲ့စေကြောသက်ခံယူချက်လွဲတွေကြောင့်ပဲလေမဲ့တီလားလူတွေဟာတယောက်ကိုတယောက်ချစ်ချင်းမြတ်တာမျိုးမျိုးနဲ့ချိတ်ဆက်နေကြတာတေးသေးလေးတောင်မချစ်ပဲနဲ့ဟန်ဆောင်ဘဝထဲဝင်လာခဲ့လူတွေရှိသလိုမင်းမျော်လင့်ထားသလိုမျိုးတကယ်ဘဝကြီးလောက်ချစ်လို့ရွေးချယ်ထားတဲ့လူတွေလည်းအများကြီးရှိတယ်မင်းမျော်လင့်ထားသလိုအပြည့်အနာစာတွေကိုလည်းတီးခံပေးလိမ့်မယ်ဒါပေမဲ့အဲ့ဓာတွေရဲ့နောက်တစ်ဖက်မှာရောဘာရှိသေးလဲသိလားအဲ့ဒါစိတ်ဒုက္ခပေးတာတိမ်များလာရင်တော့ဘယ်လိုခံစားချက်မျိုးမဆိုရိုင်နဲ့ယိုယွင်းလာတတ်တဲ့ဆိုတဲ့သဘောတရားပဲသူမရှာထားတဲ့ပြဿနာတွေနဲ့ချီအမြဲရင်ဆိုင်ပေးရတာတိမ်များလာရင်တော့အဲ့ဒီလူလဲငင်းငွေလာမှာကြာတော့စိတ်ပြက်လာမှာကိုကအဲ့အချိန်အထိတော့ဒါကိုသတိမထားမိသေးဘူးဆိုရင်မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေကိုတို့ဘဝထဲဝင်ရောက်လာလိမ့်မယ်ကိုတို့ဟာဇက်တိုက်တန်တရားတွေနဲ့မယုံကြည်မှုတွေနဲ့ရောထွေးခြင်းတွေနဲ့ပဲလူတွေကိုတော့မခွဲခြားနိုင်တော့ဘူးကိုယ့်အပေါ်တကယ်ကောင်းမကောင်းဆိုတာလေမသိတော့ဘူးနောက်ဆုံးကြအဲ့အရာကဘလောက်တောင်ဆိုးရသလဲဆိုစစ်မှန်သူတွေကိုတော့ကိုယ့်အနာမှာကြာကြာမနေနိုင်တော့အောင်မောင်းထုံမိတဲ့အထိကြောက်စရာကောင်းပါတယ်ဒါကြောင့်ကို trust issue ရှိနေတဲ့ပုံစံမျိုးဖြစ်နေပြီလို့သတိထားမိရင်ပြင်ပါသတိထားပါဒီလိုလုပ်ဖို့လေအဓိကလိုအပ်တာကလူတွေကိုရွာထွေးမပြစ်ဖို့ပါပဲနောက်ပြီးယုံကြည်မှုခက်ခဲတဲ့ပြဿနာတွေကိုဖယ်ရှားခိုင်းနေဆိုတာလူတွေကိုစွန့်ယုံကြည်ပြီးဒီလူကတော့ဒီလိုလုပ်မှာမဟုတ်ဘူးဒီလိုပြောမှာမဟုတ်တော့ပါဘူးလို့မျှော်လင့်ထားခိုင်းတာလည်းမဟုတ်ပဲတီးတန့်ခွဲခြားမြင်ခိုင်းရုံမှာအရင်လူကအဲ့လိုလုပ်ခဲ့တဲ့နောက်လူကလည်းထပ်လုပ်ချင်လုပ်မှာပါဒါမှမဟုတ်လုပ်ချင်မှလည်းလုပ်မှာပါဒါကိုသိစေချင်တာအရင်လူကိုအရင်လူလို့မြင်ပြီးနောက်လူကိုတော့နောက်လူလို့ပါမြင်စေချင်တာအရင်လူဘာလုပ်သွားလဲအခုနောက်လူခါရောဘာလုပ်နေလဲဒါကိုခွဲခြားခြားမြင်တတ်ပြီးအဖြစ်အသစ်တစ်ခုကိုထပ်မံထုတ်ရမှာပါလူတစ်ယောက်ဟာသူနဲ့သက်ဆိုင်တဲ့အဖြစ်ကိုသူနဲ့ဆက်ဆံကြည့်ပြီးမှသူကိုယ်တိုင်ရဲ့လုပ်ရက်တွေနဲ့ပဲမှန်ကန်စွာအဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်စိတ်ဤပျော်ရွှင်ခြင်းနဲ့ဘဝဤရှင်သန်ခြင်းစိတ်ပျော်ရွှင်မှဘဝကရှင်သန်လို့ကောင်းမယ်ဒီလိုပဲဘဝကိုရှင်သန်နိုင်မှလေစိတ်ကပျော်ရွှင်ဖို့ကောင်းနေမှာလူတချို့ကတော့ချစ်ချင်းမြတ်တာကိုဒီလိုကတ်တတ်ပါတယ်မင်းတွေးသားရင်းတွေစီကရနိုင်တဲ့မြတ်တာလောက်ဘယ်တစ်စိမ်းကမှမိအောင်မပေးဆက်နိုင်ဘူးစစ်လည်းမစစ်မှန်ဘူးအရေးကြုံရင်တိလိမ့်မယ်တဲ့ကျွန်တော်ကတော့ဒီလိုတမ်းမလက်ခံချင်ပါဘူးအစဉ်ပြေရင်ထက်စစ်မိကွန်းလေးတွေထုတ်ချင်တယ်တကယ်ချင်းမင်းဘဝမှာအရေးကြုံနေဆိုတာကိုဘယ်လိုခံယူထားလဲဘဝမှာဘယ်နဲ့ချင်းရောအရေးကြုံတတ်တယ်လို့ထင်လဲကျွန်တော်သိတဲ့လောက်တော့လူတွေကပြန်ပြေပါလိမ့်မယ်အရေးကြုံတာဟာအသက်အန္တရာယ်ရှိတာမဖြစ်မနေငွေလိုတာဘဝဟာတယောက်ယောက်ရဲ့ကဲတင်ပေးမှုကိုအသက်တမျှလိုအပ်လာတာလို့ဒါပေမဲ့ကျွန်တော်ပြန်မေးချင်တာကအဲ့အချိန်လေးပဲလားဘဝဟာတကယ်ပဲတေခါနီးဖန်ဆွဲထားစရာလက်တစ်စုံကိုအသေးအတန်ရှာဖွေချိန်မှအရေးကြုံလာလားကဲပါကူပါလို့အော်တဲ့အချိန်ဘဝပြက်ခါနီးငွေအများကြီးနဲ့ကူညီပေးပါလို့တောင်းပန်တဲ့အချိန်ဒါတွေကပဲအရေးကြုံတဲ့အချိန်တွေလားလောကမှာလူအမျိုးမျိုးရှိတာကြောင့်ခံယူချက်တွေတော့တထက်တည်းတူနိုင်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရှုထောင့်နဲ့ပြောရရင်တော့ကျွန်တော်သိရဲ့အရေးကြုံချိန်တွေက
ဘဝမှာအများကြီးရှိတယ်အမျိုးမျိုးလဲရှိနေတယ်အဲ့ဒါကအကြောင်းအရာတည်တည်ရဲ့ကြီးကြီးရဲ့မဟုတ်ဘူးအဲ့အကြောင်းအရာကကိုယ့်ပေါ်ဘယ်လိုတက်ရောက်လဲဘယ်လိုပြောင်းလဲစီလဲဆိုတဲ့အပေါ်ပဲမူတည်တာဥပမာငယ်စဉ်ရွယ်မှာကလေးတစ်ယောက်ကအယုတ်လေးလိုချင်နေပေါ့သူပူစားမယ်အယုတ်လေးဝယ်ပေးပါဒါပေမဲ့လူကြီးကလက်မခံဘူးအယုတ်ကဘိုင်းမပြည့်ဘူးဘိုင်းစားရင်စားလို့မရဘူးမဝယ်နဲ့စဉ်းစားကြည့်ပါအဲ့အချိန်မှာကလေးကဘိုက်စားနေရလားထမင်းစားချင်တယ်လို့ပြောနေတာလားမဟုတ်ဘူးသူကအယုတ်ကလေးပဲလိုချင်ခဲ့တာအယုတ်ကလေးကသူမျောလင်းချက်အဲ့အယုတ်ကလေးသာရရင်သူရမ်းပျော်သွားမှာဒါပေမဲ့သူမရခဲ့ဘူးဘာဖြစ်လဲပျော်ရွှင်မှုပျောက်သွားတယ်သူစိတ်ထဲမှာအဲ့ရုပ်ကလေးကိုလိုချင်ခဲ့တဲ့ပူဆွေးမှုကပြန်စင်းစားလို့မမိနိုင်သေးရဲ့အချိန်ထိတီးချင်းတီးသွားမယ်ဒါမှမဟုတ်ငါငယ်ရွယ်စဉ်မှာလိုချင်တဲ့အရုပ်ကလေးမရခဲ့ပါလားဆိုတဲ့အတီးကဘဝတစ်ခုလုံးမမိသွားတာလည်းဖြစ်နိုင်တယ်အဲ့ဒါစိတ်မပျော်ရွှင်ခြင်းပဲကျွန်တော်တို့ဟာဒီလိုဒဏ်ရာတစ်ခုတလေမပျော်ရွှင်ခြင်းတစ်ခုတလေနဲ့တော့ဘဝရဲ့ရှင်သန်ခြင်းအထိထိခိုက်လာနိုင်တယ်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ထိခိုက်လာပါလိမ့်မယ်နားရှုပ်သွားလားစဉ်းစားကြည့်လေဒီလိုဒဏ်ရာဟာတခါတည်းမဟုတ်ပဲအထက်ထက်အခါခါမပျော်ရွှင်ခြင်းတွေအချိန်ချင်းရင်ထဲသိမ်းဆီးခဲ့ရမယ်ဆိုရင်ရောခဏခဏနာကျင်ခဲ့ရမယ်ဆိုရင်ရောတေချာပေါက်ကျွန်တော်တို့ဘဝရဲ့ရှင်သန်ခြင်းဟာအနာတရအစွန်းထင်းတွေနဲ့ထိခိုက်လာနိုင်ပြီပဲမဟုတ်လားပြည့်စုံလုံလောက်မှုမရှိခဲ့တဲ့ဘဝတွေမှာပိုဆိုးတယ်လိုအပ်ချက်နဲ့ဆန္ဒထိန်သိမ်းရမှုတွေတိတ်များခဲ့ပြီးပျော်ရွှင်ခြင်းဟာပြန်စဉ်းစားမိလိုက်တိုင်းဗလာရီကြီးပဲဘယ်တော့မှအပိုရှန်အနေနဲ့မလိုအပ်တာလေးကိုတခါတော့လောက်ခွင့်မရခဲ့ဘူးမလိုအပ်ဘူးဆိုတာတခြားသူတွေအတွက်မလိုအပ်တာကိုယ်အတွက်ကြတိတ်လိုအပ်တယ်အရန်လဲဆန္ဒရှိရဲ့ဒါပေမဲ့လှုပ်ပေးနိုင်တဲ့သူတွေရဲ့ရှုထောက်ကကြည့်ရောမလိုအပ်ဘူးအရေးမကြီးဘူးတခါတခါလဲသွေးသားရင်းတွေရဲ့ရင်နာစရာအမားကအဲ့ဒါပါပဲမလှုပ်ပေးနိုင်လို့မဟုတ်ပဲလှုပ်ပေးနိုင်ရဲ့သားနဲ့မလိုအပ်ဘူးလို့ခံယူလို့မလှုပ်ပေးမိခဲ့ကြတာတမင်လစ်လျူရှုခဲ့ကြတာပြောရရင်ရှုထောက်တစ်ဖက်တည်းကကြည့်ခဲ့တာမျိုးပေါ့ကျွန်တော်ပြောတဲ့အရေးကြုံချိန်တွေဆိုတာအဲ့ဒါတွေပါတယ်အသက်အန္တရာယ်ရှိလာတာတော့မဟုတ်ဘူးဘဝရဲ့နေဝင်ချိန်ကိုရောက်သွားလို့လည်းမဟုတ်ဘူးဒါပေမဲ့လက်တစ်ဖက်ကိုဖန်ဆွဲလိုက်တာချင်းတော့တူတူပဲအရေးကြုံလို့ကိုမြင်တယ်လို့သူလည်းပဲလိုက်မြင်ပေးနိုင်မဲ့အရေးကြုံမှုမျိုးကိုယ်သဘောကိုသူလည်းပဲလိုက်လက်ခံပေးနိုင်မဲ့အရေးကြုံမှုမျိုးရှင်းအောင်ပြောရရင်ဒီကလေးကအယုတ်ကလေးလိုချင်နေတာပဲငါအတွက်သုံးမဝင်ပင်မဲ့သူ့နေရာကနေကြည့်တော့အရန်ကိုမျောလင့်နေမှာပါပဲလေဆိုတဲ့အတွေးနဲ့ကဲယူပေးမဲ့လက်တစ်ဖက်ကိုမျောလင့်နေတဲ့အရေးကြုံမှုမျိုးဒီလိုစာလေးတောင်ရှိတယ်ငါကဘူပေါင်းလှလှလေးတစ်လုံးကိုလိုချင်ခဲ့တာသူကအရေးကြုံရင်အသက်ပေးမယ်လို့ပြောပြီးဘူပေါင်းတစ်လုံးတော့ဝယ်မပေးခဲ့ဘူးငါကအဲ့ဒီမှာခီးထွက်ချင်ခဲ့တာဒါပေမဲ့သူကအရေးကြုံရင်အသက်ပေးမယ်လို့ပြောပြီးခရီးတစ်ခုတော့လိုက်မပို့ခဲ့ဘူးငါကပျော်ရွှင်မှုတည်တည်လေးတွေနဲ့နေ့တွေကိုခီးဆက်ချင်တာဒါပေမဲ့သူကအရေးကြုံရင်အသက်ပေးမယ်လို့ပြောပြီးငါဘဝရဲ့နေ့ရက်တိုင်းမှာတော့ဘာပျော်ရွှင်မှုမှပေးမထားခဲ့ဘူးတဲ့ဘလောက်လေးနဲ့လဲသူကအရေးကြုံရင်အသက်ပေးမယ်လို့ပြောပြီးငါဘဝရဲ့နေ့ရက်တိုင်းမှာတော့ဘာပျော်ရွှင်မှုမျိုးမှပေးမထားခဲ့ဘူးတကယ်အဲ့ဒီလိုအခြေအနေတွေရှိရင်တော့
အသက်ရှင်ခြင်းကိုဦးစားပေးပြီးပျော်ရွှင်ဖို့အတွက်ကြမစင်စားပေးခဲ့မိတာတွေအသက်တောင်ပေးနိုင်ပေမဲ့ဆန္ဒတည်တည်လေးကိုကြာလစ်လူရှိခဲ့မိတာတွေသူတို့ကိုယ်တိုင်တော့မသိလိုက်ပဲနဲ့ပေါ့အရေးကြုံချိန်တွေကိုကြော်ချမိခဲ့ကြတာဒါပေမဲ့ထူးဆန်းစွာနဲ့ပါပဲကံကောင်းထောက်မလာတဲ့တချို့လူတွေစီမှာတော့အလိုကလက်လေးတွေကိုလာဖြည့်ဖို့ကံတရားကတက်တက်ကိုစုလာချတတ်တယ်တခါတည်းမှာသွေးသားတော်မတော်ဆက်ဘူးတစိမ့်ဆိုမှတကယ်တစိမ့်ရင်ထဲမှာမမြင်ရတဲ့ခံစားချက်လေးတစ်ခုနဲ့သာချီနှောင်ပြီးအဲ့ဒီအရေးကြုံတွေမှာလာကူပေးတာမင်းမာရီလိုအပ်လဲမင်းခုလောက်ချင်တာပါလေအဲအကြောင်းအရာကအရေးကြီးကြီးမကြီးကြီးလိုအပ်မလိုအပ်အဲအချိန်မှာမိကုန်းကတခုပဲမင်းအတွက်လိုအပ်လားမင်းအတွက်ရေးကြည့်လားမင်းအပေါ်စိတ်ချမ်းသာစေမလားဒါဆိုရင်တော့လှုပ်တာလှုပ်လိုက်ဆိုတာမျိုးည7 နာရီကြီးခောက်ဆွဲပြုတ်ထစားချင်တာပါဆိုလဲရတယ်မပြင်းမကြီးတူထပြင်ပေးမယ်မနဲ့စောကြီးလမ်းလျှောက်ချင်တာပါဆိုလဲရတယ်မဖြစ်မနေသူရုံးကန်ထားလာလိမ့်မယ်မကျင်တဲ့ရင်ရေခဲကိုရင်နှွေးနဲ့ကြိုပြီးတောက်ချင်တာပါလို့ပြောမလားဒီအသက်အရွယ်မှာကလေးကစားခွင့်တော့ပတ်စော့ချင်တာပါလို့တောင်းဆိုမလားအရာရာစိတ်ဆန္ဒရှိသမျှတောင်းဆိုသမျှတွေမှာဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပေးပြီးမဖြစ်နိုင်တာတွေကိုတောင်စူးစမ်းပေးရှာရင်နောက်ဆုံးမရလာတဲ့အခါစိတ်ရှိလက်ရှိနဲ့တိခံရှင်းပြတတ်တဲ့တခြားကဘာကရောက်လာတယ်လို့လူသားဟာကံတရားကပေးရလိုက်တဲ့တကယ်ကိုမှအဖိုးမဖြတ်နိုင်စရာစုထူးတစ်ခုပါပဲအဲ့လိုလူကိုတော့ကျွန်တော်ဟာအရေးကြုံရင်အသက်ပေးအောင်မလားလို့မိခိုးနေထပ်ထုံနေမှာမဟုတ်တော့ဘူးသဘောကျတဲ့စကားလေးလို့လူဘဝဆိုတာကံကောင်းခြင်းတွေတစ်ဆက်ချင်းလိုက်ဆက်လာလို့အခုချိန်ထိအသက်ရှင်နေနိုင်သေးတာပါတဲ့ဒါဆိုဘဝရဲ့ရှင်သန်ခြင်းတွေမှာလေထိုက်တန်တယ်လို့ခံစားရချင်ရင်ကျွန်တော်တို့ဟာစိတ်ရဲ့ပျော်ရွှင်မှုတည်တည်လေးတွေတစ်ဆက်ချင်းလိုက်ဆက်မိဖို့လိုပါတယ်ဒါကြောင့်လူတစ်ယောက်ရဲ့ရေးကြုံခြင်းဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်ရမှာမဟုတ်ဘူးနေစဉ်ထိတွေ့ရင်ဆိုင်နေတဲ့အဖြစ်အပျက်တည်တည်လေးတွေထဲမှာလေအဲ့ဒီလူပါလှုပ်ခြင်းလဲဘာဖြစ်ခြင်းလဲပူပေါင်းတစ်လုံးကိုလူချင်ခဲ့တာလားအင်ကြီးလေးတစ်ထဲဝယ်ချင်နေခဲ့တာလားဆိုတာကအစသူ့ရဲ့အရေးကြုံချိန်တွေဖြစ်ပြီးတန်နိုင်ရင်အဲ့ဒီဆန္ဒတည်တည်လေးတွေကိုဖြည့်ဆည်းပေးခဲ့ဖို့လိုတယ်လို့ပြောတာပေါ့ဒါမှသူ့ရဲ့ရှင်သန်ခြင်းကပျော်ရွှင်မှုတွေတစ်ဆက်ချင်းလိုက်ဆက်နိုင်မှာရှင်သန်ခဲ့ခြင်းဟာလေထိုက်တန်တယ်လို့ခံစားရမှာလေမဟုတ်ပဲဘာမှရေးမကြည့်တဲ့လိုအပ်ချက်လေးတွေပါလို့ခံယူပြီးအရာမတွင်မဖြည့်ဆည်းပေးခဲ့ခြင်းနည်းနဲ့စိတ်ရပျော်ရွှင်ခြင်းကိုနှုတ်ယူခဲ့ပြီးမှတော့ငါကနောက်ဆုံးနေ့အသက်အန္တရာယ်နဲ့အရေးကြုံလာရင်အသက်ပါပေးနိုင်တာနော်လို့အထက်ထက်ခါခါရှင်းပြနေလေဒါကတနည်းနည်းနဲ့တော့လွဲနေသေးတာပါပဲဘာလို့ဆိုစိတ်ပျော်ရွှင်မှုမရခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝရှင်ခြင်းဟာဘာမှအသုံးမဝင်တာမို့လို့ပေါ့အဲ့ဒီမတိုင်ခင်မှာတော့သူကတည်ခြင်းလှပါပြီလို့အော်ချင်အော်နေမှာမယုံမရှိနဲ့တရက်လောက်သာစိတ်ချမ်းသာခွင့်ရပြီးတဘဝလုံးဒုက္ခခံနေရမယ်ဆိုရင်တော့အဲ့ဒီစိတ်ချမ်းသာရမယ်တရက်လောက်ကိုပဲရွေးပြီးအသက်ရှင်ချင်ပါတယ်လို့ပြောမဲ့လူတွေကဘာမှအများကြီးရှိမှာဒါကြောင့်ကျွန်တော်ကတော့ချစ်ချင်းမြတ်တာကိုဒီလိုမကက်သက်ပါပဲဘယ်သူတွေကတော့တေးသေးလေးပဲပေးဆက်ပြီးဘယ်သူတွေကတော့အရေးကြုံရင်အသက်ပေးမှာပါလို့ဘသူမြတ်တာကပိုကောင်းပါတယ်တို့ကျွန်တော်ခံယူချက်ရတော့အရေးကြုံချင်းတေးသေးလေးရောအကြီးကြီးမှာပါရှိနေခဲ့သူအလုံးကမေတ္တာတရားတစ်ခုအနေနဲ့ညီမျှပါတယ်တန်းတူအမြဲတမ်း
ကျေးဇူးတင်နေရပါမယ်ကိုယ့်အတွက်အသက်ပေးမဲ့သူဟာဘဝရဲ့ရှင်သန်ခြင်းကိုပေးတဲ့သူဖြစ်ပြီးကိုယ့်ရဲ့ကွက်လက်တည်တည်လေးတွေကိုဝင်ဖြည့်ဆွတ်ပေးခဲ့သူကတော့စိတ်ရဲ့ပျော်ရွှင်ခြင်းကိုပေးခဲ့သူဖြစ်တယ်ဘဝဟာလည်းဒီနှစ်ခုစလုံးရှိမှပြည့်စုံလုံလောက်ပါလိမ့်မယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်နားဆင်ပေးကြတဲ့သူတိုင်းကိုပန်းကအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဒီစာအုပ်လေးရဆိုရင်တော့နောက်လာမယ့်ဘိုင်းမှာဆိုရင်နောက်ဆုံးပိုင်းကိုရောက်ရှိလို့လာပြီပဲဖြစ်ပါရဲ့ရှင်နောက်ဆုံးပိုင်းလေးကိုစောင့်မျှော်ရင်းနားဆင်ပေးဖို့ပန်းကမြေတားရဲ့ခံတယ်လို့နောက်ထပ်ဆက်ပြီးတော့ပန်းမျှဝေပေးမဲ့စာအုပ်လေးတွေကိုလည်းဆက်လက်နားဆင်ပေးဖို့ကိုပန်းကအထူးပဲမြေတားရဲ့ခံပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်